မြန်မာနိုင်ငံမှာဘော့ဆောင်ကပါလဲတီးလားအဲ့ဒါကထားကြရဲဆိုပြီးတော့ပြောနေတဲ့အကောင်လေးပဲနေဘူးနေလားမလို့ငါတို့ကထားကြဝဲလို့ပဲမိုးရွာနေလားငါတို့ကမလို့ထားကြဝဲလို့ပဲအဲ့လိုနဲ့လမ်းမပေါ်မှာသွားလာနေကြတဲ့ဆဲချောတဲ့ကောင်လေးတွေကိုမြင်ဖို့မှာပါအဲ့တော့ကျွန်တော်သူတို့ကိုမြင်ပြီးတော့ဝမ်းမီတွေကအထားကြဆုံးဖီလီ9ယောက်ကိုပြောကြမှာရဲ့ဒီဖီလီတွေကလူဖီနဲ့ပဲဘိုင်ဝမ်ချဖို့ရဲ့လူတွေပဲဖြစ်ရမယ်အဲ့ဒါကြောင့်ဇိုးနဲ့ချားဖို့ရဲ့ကင်းလို့တန်းကြီးနဲ့ချားဖို့ရဲ့ကွင်းလို့စတဲ့ဖီလီတွေကတော့ပါမှာမဟုတ်ပါဘူးဘာလို့ဝမ်းမီတွေကအထားကြရဲ့ဖီလီတွေကိုပဲပြောရလဲဆိုရင်တခြားအနေမီဖိုင်တွေကကျွန်တော်တို့ဝမ်းမီရဲ့ဖီလီတွေကရုပ်စုရဲ့ခနာကိုကလည်းပုံမကြပန်းမကြဆိုပြီးတော့နေနေကြပါရဲ့တကယ်လည်းရုပ်စုပါပဲအဲ့ဒါကြောင့်ပဲထားလေးကြပြီးတော့ကျန်းတဲ့ဖီလီတွေကိုပြောတော့ရမယ်ကဲအဲ့ဆိုရင်ဘာပါမလဲဆိုတာကိုယ်ကြည့်လိုက်အောင်နံပါတ်5ရောလူချီကိုပထမဆုံးမြင်လိုက်ရတဲ့တိရမှာတစ်ခုရှိရဲ့အဲ့ဒါကသူကစကားအများကြီးပြောပြီးတော့အထားကျနေတဲ့ကာရီတာတယောက်မဟုတ်ပါဘူးအေးစစ်စစ်တီတီနေနေပြီးတော့လိုအပ်တာကိုလုပ်တဲ့ကာရီတာတယောက်ပါရောလူစီရတက်က30ကျော်ဝန်းကျင်ပါသူ့ရဲ့ခန္ဓာကိုယ်ကလည်း accession တယောက်လို့တန်မာပြီးတော့ကြီးကောင်တဲ့ body ချိုးစားရှိပါရဲ့အထူးသဖြင့်သူ့ရဲ့လူကြီးလူကောင်းဆန်ဆန်ဝတ်စားဆင်ရင်ပုံသူ့ရဲ့မျက်နှာချိုးစားသူ့ရဲ့ပုံစံတွေကြောင့်သူ့ကိုတခြားဗီလီအနေနဲ့မတူတဲ့ဖိုင်မျိုးခံစားရပါတယ်ပြီးတော့ဘောလူချီရဲ့မျက်နှာမူရာကတိတ်မပြောင်းတာပါအဲ့ဒီလော်ဘီမှာလည်းလူဖီနဲ့တိုက်ခိုက်တဲ့အချိန်မှာလူချီကအေးစစ်စစ်နဲ့လူဖီကိုဖိအားပေးနိုင်ခဲ့ပါတယ်လူဖီကဂီယာစက္ကန့်ဂီယာတက်တွေကိုတုံးပြီးတော့အပြင်းအထန်တိုက်ခိုက်နေတဲ့အချိန်မှာတောင်းလူချီကတီးတီးငင်းငင်းနဲ့ပဲပြန်လည်တိုက်ခိုက်နိုင်ခဲ့ပါတယ်နောက်ပိုင်းအဲ့ဒါမှာ CV0 အဖြစ်ပြန်ပေါ်လာချိန်မှာတော့ပို့ပြီးတော့ကြီးကောင်းနဲ့ပို့ပြီးတော့ဒီဇိုင်းပိုင်းတွေကမိမိတ်လာပါသေးတယ်ဒါကြောင့်မဲလူချီရဲ့အထာကစကားနည်းတယ်အေးတယ်ဒါပေမဲ့အနေရရှိရဆိုတဲ့ယောက်ျားဆန်ဆန်အထားမျိုးပါဂျန်နမန်တွေထားကြဆိုတာအဲ့လိုမျိုးပါဒါနဲ့စကားမစတဲ့ကျွန်တော်အနေနဲ့ဒီခိုက်တာ9ယောက်ရဲ့အကြောင်းအရာတွေကိုအသေးစိတ်လိုက်ပြီးတော့ပြပြနေမှာမဟုတ်ဘဲနဲ့အထားကြစီမဲ့အချက်တွေကိုပဲရွေးပြီးတော့ပြပြသွားမှာပါကဲအဲ့ဆိုရင်နောက်တစ်ယောက်ကဘယ်လဲဆိုတာကိုကြည့်လိုက်အောင်နံပါတ်4ဂီဇာရူကိုစပြလိုက်တာနဲ့ပထမဆုံးတတိထားမိတာကသူ့ရဲ့အဝတ်စားနဲ့ body design မှာအဝတ်စားက formal စုပုံစံနေကမျက်မှန်နဲ့သူ့ရဲ့ထူးခြားတဲ့သပင်ကပဲသူ့ကိုမဝိန်းထဲမှာတော့ခွဲထွက်နေသေးပါတယ်ဂီဇာရူရဲ့အသက်က50ဝန်းကျင်ကျော်ရှိတဲ့ကာရီတာတယောက်ပါသူ့ရဲ့ခန္ဓာကိုယ်မှာလည်းအရန်တာမာပြီးတော့ရှည်လျားတဲ့ body structure မျိုးရှိပါတယ်ဒါပေမဲ့ဂီဇာရူရဲ့အထားအကျဆုံးအရာကခန္ဓာကိုယ်မဟုတ်ပါဘူးသူ့ရဲ့စကားပြောတဲ့ပုံစံမှာအနေအကြီးရဲ့အခြေအနေမှာတော့အေးစစ်စစ်ပါပဲဒါကြောင့်မဲ့သူ့ရဲ့ပါစင်တွေကပေါ်ပေါ်ပပအေးစစ်စစ်နဲ့မခံမနိုင်တဲ့ပုံစံမျိုးလည်းဖြစ်ပါတယ်အဲ့မှာလူဖီကိုရင်ဆိုင်ရတဲ့အချိန်မှာလေသူ့ရဲ့လင်းဆွမ်းရတဲ့အကြောင်းတနေရာကနေတနေရာအလင်းလိုမဲမဲဆန်းဆန်းရေးလျက်နိုင်မှသိရဲ့လူဖီဂီယာဘက်အတွင်းနဲ့ရင်ဆိုင်ရတဲ့အချိန်မှာတောင်းကစားလူရဲ့တက်ခတ်ပုံတွေကအယမ်းမြန်ပြီးတော့အေးစိတဲ့ပုံစံမျိုးဖြစ်နေတော့မှာပဲဒါနဲ့ကျွန်တော်ပြောတဲ့ဂီဇာဦးကမရင်းဖုတ်တုံးကဂီဇာဦးမဟုတ်ပါဘူးအဲ့ဒါကဂီဇာဦးပါဘာလို့မရင်းဖုတ်တဲ့ကမဟုတ်တာလဲဆိုရင်မရင်းဖုတ်တုံးကလူအများစုစစ်ပွဲထဲမှာပါဝင်ခဲ့တာကြောင့်မရင်းဖုတ်အတွင်းကလူပြီးတိုက်ခိုက်တဲ့လူတွေကိုကျွန်တော်ကထည့်တော့မထားပါဘူးအဲဒါကြောင့်ခီဇာရူရဲ့အော်ဝါကအေးစစ်စစ်နေတယ်ဒါပေမဲ့ဘာလို့မလဲဆိုတာကိုမခံမနိုင်တဲ့ကာရီတာမျိုးပါဘာပဲဖြစ်ဖြစ်အဲ့ဒါမှာတော့ခီဇာရူကလူဖီကိုအထားချကြတိုက်ခတ်သွားတာပါမယုံရင်အဲ့ကခီဇာရူချတဲ့အပိုင်းတွေကိုပြန်ကြည့်လိုက်ပါလုံးဝကိုထားချနေရပါတကယ်ပါအဲ့ကလူဖီနဲ့ချတာခီဇာရူကစုံဝဲမိုက်ပြီးတော့ကျွန်တော်ကြိုက်တဲ့ကာရီတာတယောက်ပါနံပါတ်3ခိုကိုတိုင်းက1 B ရဲ့ classic villain တွေကအထားချဆုံးကာရီတာတယောက်ပါသူ့ရဲ့အသက်က46နှစ်ဝန်းကျင်ရှိပြီးတော့အသက်အရွယ်နဲ့လိုက်ဖက်တဲ့ aura မျိုးလည်းရှိပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကမြင်မာပြီးတော့ကြီးမားတဲ့အတွင်မျိုးရှိပါတယ်။အထူးသဖြင့်သူ့ရဲ့ကုံစုနဲ့တောင်းနေကြဆေးလိမ်နဲ့သူ့ရဲ့လက်တစ်ဖက်ကခြေကောက်ပုံစံဖြစ်နေတဲ့ style တွေကပဲခိုကိုတိုင်းရဲ့ signature style တွေဖြစ်လာပါရဲ့။သူ့ရဲ့မျက်နှာမှာအမြဲလိုရှိနေတဲ့အေးစက်တဲ့ပြုံးဆေးလိမ်တောင်းနေတဲ့ပုံစံကပဲ villain aura ကိုအပြည့်ကိုရသေးရတယ်။ဟာလာဘာစတာမှာခိုကိုတိုင်းကလူဖီကိုအစားပိုင်းမှာအလိုတကူကိုအနိုင်ယူနိုင်ခဲ့ပါရဲ့သူ့ရဲ့ဆူနာနိုမီကြောင့်နဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုတဲရဖြစ်ပြောင်းလဲနိုင်ပြီးတဲမုံတိုင်းတွေတဲသားတွေလိုတိုက်ခတ်မှုတွေကိုအသုံးပြုနိုင်ပါရဲ့လူဖီကခိုကိုတိုင်းရဲ့အားနည်းချက်ကိုရှာဖွေပြီးတော့တိုက်ခတ်နေမှသာတဖြည်းဖြည်းအနိုင်ရလာတာပါဘာပဲဖြစ်ဖြစ်ခိုကိုတိုင်းရဲ့ဘိုက်အတာရဲ့ရှီဒန်တွေဆေးလိပ်တောက်ပြီးတော့ခန်းညားရဲ့ဒီဇိုင်းတွေကပဲကိုတိုင်းကိုဗီလင်ဘိုက်အပြည့်အဝရစေပြီးတော့ယောက်ျားဆန်ပြီးတော့ရှူဂါဒယ်တီထားမျိုးကြသေးပါရဲ့အမနစ်ကတော့ကတက်ကူပါကတက်ကူကိုဝမ်မီတဲ့ကကိုက်တာဒီဇိုင်းပတ်စနနှစ်ခုလုံးကောင်းတဲ့ဗီလင်လို့ပြောပါမယ်
သူကတကယ် feeling စစ်တော့မဟုတ်ဘူးဒါပေမဲ့အဓိကဇက်ကောင်ရဲ့စန့်ကျင်ဘက်ဖြစ်နေရကြောင်းကျွန်တော်အနေနဲ့ feeling လို့ပြောရခြင်းသာဖြစ်တယ်သူ့ရဲ့အသက်က40ဝန်းကျင်ရှိပါပြီအရက်ကအလွန်ကိုပြင်းလို့ပြီးခဏကလည်းကြီးမားပြီးတော့ကြွသားရီပြည့်နေတဲ့ဒီဆောက်ပုံမျိုးရှိပါရဲ့ဒီ body ကိုလည်းကြည့်အောင်အိုး You're gay! He's gay! ဒါပေမဲ့ကတာကိုရဲ့ style ကိုပို့ပြီးတော့ထင်ရှားစေတာကတော့သူ့ရဲ့ outfit ကိုကြည့်ပါအနဲ့ရောင်အဝတ်စားကိုဝတ်ဆင်ထားပြီးတော့အနဲ့ရောင်ဘွတ်ဖက်နဲ့မျက်နှာကိုလည်းဖုံးထားပါသေးရဲ့ကျွန်တော်ဒီကာရီတာကိုပထမဆုံးမြင်တဲ့အချိန်မှာဒီကာရီတာကိုတော်တော်လေးကိုသဘောကျပြီးတော့တော်တော်လေးကိုထားကြရဲဆိုရဲ feel မျိုးကိုရစေပါရဲ့ဟိုကိအိုင်လန်မှာလူဖီနဲ့တယောက်ချင်းရင်ဆိုင်လာရတဲ့အချိန်မှာတော့ကာတာကိုရဲ့ကာရီတာကပူပြီးတော့တိလိုက်ရပါရဲ့သူကအရန်ကိုတင်းကျင်းတယ်တိုက်ပွဲထဲမှာလည်းမလိုအပ်တဲ့စကားတွေအများကြီးပြောမနေဘူးပြီးတော့ observation haki ရဲ့ future site ကိုလည်းအသုံးပြုနေတာကြောင့်လူဖီရဲ့လှုပ်ရှားမှုတွေကိုချိုးပြီးတော့တုံ့ပြန်နိုင်တယ်။ဒါပေမဲ့ကတာကူရဲ့အထာအကျဆုံးအချက်ကတော့သူ့ရဲ့တက်ခတ်ပုံတစ်ခုတည်းမဟုတ်ပါဘူး။သူ့ရဲ့စိတ်ဓာတ်ကလည်းလုံးဝကိုအထာကျပါတယ်။ဖီနဲ့ကတာကူတို့ယောက်ျားချင်းရှင်ပြိုင်နေတဲ့အချိန်မှာမိမလိုမိမယာဒီကလေးမာကဖီကိုအနောက်ဆက်ပြီးကတာကူကိုအနိုင်ရအောင်လုပ်ပေးခဲ့ပေမဲ့လူဖီဒဏ်ရာရခဲ့ပြီးတော့ကတာကူရဲ့တက်ခတ်မှုကိုရှောင်မရတဲ့အချိန်တစ်ခုကိုရောက်တော့ပါရဲ့။ဒါပေမဲ့ကတာကူရတော့ဒါကိုမတရားရဲ့အနိုင်ယူနည်းလို့မြင်ခဲ့ပါရဲ့။ဒါကြောင့်ပဲသူကလူဖီရထားတဲ့ဒဏ်ရာနဲ့တူအောင်ကိုယ့်ဘက်ကိုထိုးပြီးတော့လူဖီအတွက်ပြန်လုပ်ပေးခဲ့ပါတယ်။ဒါကိုကြီးကြီးအဖြစ်ကတာကူဟာယောက်ျားဆန်တိုက်ခဲ့တဲ့သူမျိုးပါ။အခုခေတ်ကလေးလို့အုပ်စုပွဲမှာအမရဲတဲ့ကောင်တွေမဟုတ်ပါဘူး။အဲဒါကြောင့်ပဲကတာကူဟာသူ့ရဲ့မိသားစုကိုကာကွယ်ဖို့အတွက်လုံးဝပြီးပြီးဆုံးတဲ့လူတစ်ယောက်လိုနေပြီးယောက်ျားဆန်ဆုံးနဲ့ကျွန်တော်အကြိုက်ဆုံးအထားချရဲ့ခိုင်းတာတယောက်ပါ။နံပါတ်1ဒေါ်ဖလာမင်ကိုဝမ်းမီထဲမှာ feeling aura အပြည့်စုံပေးနိုင်တဲ့ကာရီတာကဒေါ်ဖလာမင်ကိုပါဒေါ်ဖလာမင်ကိုကအသက်42နှစ်ဖြစ်ပြီးတော့သူ့ရဲ့ body design ကအရန်ကိုထူးခြားပါတယ်အရက်ရှည်တယ်ခနာကိုကလည်းတန်ပါတယ်ပြီးတော့အထူးသဖြင့်သူ့ရဲ့ငှက်မွေးကုတ်ကလည်းသူ့ရဲ့ signature တစ်ခုပါအဝတ်အစားနေကမျက်မှန်သူ့ရဲ့အပြုံးလမ်းလျှောက်ပုံအားလုံးပေါင်းလိုက်ရင်ဒေါ်ဖလာမင်ကိုရဲ့ကာရီတာဒီဇိုင်းကတခြား villain တွေနဲ့လုံးဝကိုမတူပါဘူးကိုလူတို့ဝမ်းဘီကိုမသိရတော့မှဒေါ်ဖလာမင်ကိုရဲ့မျက်မှန်ကိုတော့သိကြမှာပါ။အော်မျက်မှန်ကိုမသိဘူးဆိုတော့ကိုလူရဲ့ဒေါ်ဖလာမင်ကိုရဲ့အခြေတန်းကိုတစ်ချက်နားထောင်ကြည့်ပါ။ဒါက enemy fan အကုန်လုံးဒီပါသိပါရဲ့။သူ့ရဲ့ရေစံနဲ့အတူသူ့ရဲ့ပြုံးအနေရကြီးရဲ့အခြေအနေထဲမှာတော့မှအမြဲကိုပြောင်းနေတတ်ပါရဲ့။ဒေါ်ဖလာမင်ကိုမှာလူဖီနဲ့ရင်ဆိုင်ရတဲ့အချိန်မှာတော့မှသူ့ရဲ့ personality ကိုအပြည့်အဝမြင်ရပါရဲ့။သူကလူဖီကိုတိုက်ခိုက်ရုံနဲ့မဟုတ်ဘူး။လူတွေရဲ့အားနည်းချက်တွေအာဏာနဲ့လူမှုအတိုင်းဝိုင်းတွေကိုအသုံးချပြီးတော့ကိုကျိုးအတွက်အလက်ကွက်တွေဆင်နိုင်တဲ့ဗီလင်တယောက်ပါသူ့ရဲ့အီဒိုနိုမီကြောင့်ဂျိုးတွေကိုအသုံးပြုပြီးတော့တိုက်ခိုက်နိုင်တယ်လို့လူတွေကိုတော့မှထိန်းချုပ်နိုင်ပါသေးရဲ့လူဖီကကီယာဖို့ကိုအသုံးပြုပြီးတိုက်ခိုက်တဲ့အချိန်မှာတော့ဒေါ်ဖလာမင်ကိုကအပြင်းအထန်ကိုပြန်လည်တိုက်ခိုက်နိုင်ရမှာသေးရဲ့ဒါပေမဲ့ဒေါ်ဖလာမင်ကိုထားကြစရာကသူ့ရဲ့ power တစ်ခုရဲ့မဟုတ်ဘူးသူ့ရဲ့ confidence သူ့ရဲ့အပြုံး fashion personality ဗီလင်တယောက်ရဲ့ aura ရန်ကိုအသုံးချပြီးတော့ပြုလုပ်တတ်တဲ့ဇာတ်တွေကြောင့်တကယ်ကိုထားချပြီးတော့ဒီလေးချီရဲ့နံပါတ်1ကိုကျွန်တော်ကပြီးထားတာပါဝမ်းမီမကြည့်ဘူးရဲ့ enemy fan တယောက်တော့မှဒေါ်ဖလာမင်ကိုရဲ့မျက်မှန်နဲ့ရဲစံကိုတိရရဲ့အထီကိုဒေါ်ဖလာမင်ကိုကထားချလုံးပါတယ်ဒါဆိုရင်ဝမ်းမီထဲမှာလူဖီနဲ့တက်ခတ်ခဲ့တဲ့အထားချဆုံး feeling 9ယောက်ကတော့ဒါတွေပါပဲကျွန်တော်အနေနဲ့ enemy ထွက်ထားရဲ့အထီပဲယူထားတာကြောင့်မန်ဂါမှာပေါ်နေရဲ့ emu ကတော့ပါလာမှာမဟုတ်ပါဘူးတကယ်လို့မန်ဂါအထီပါယူမှာဆိုရင် emu ကနံပါတ်1မှာဝမ်းမီထဲမှာလူဖီနဲ့တက်ခဲ့တာမဟုတ်ဘဲနဲ့အထားကျရဲ့ villain တွေကလည်းအများကြီးရှိပါသေးတယ်။ကဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်အမြင်နဲ့မတူတဲ့လူတွေဒီဗီဒီယိုရဲ့ comment အောက်မှာပြောလို့ရပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပြီးတော့ပို့ခွင့်တဲ့ဗီဒီယိုတစ်ပုဒ်နဲ့ပြန်လာခဲ့ပါမယ်။ See you guys the next video